အားလုံးပဲမင်္ဂလာပါခင်ဗျာစာပေချစ်သူများကိုအစဉ်လေးစားလျက်ကျွန်တော်နာမည်ကတော့ဒီပါဖြစ်ပါတယ်ဒီနေ့မှလည်းစာအုပ်ကောင်းများစွာရှိတဲ့အထက်ကမှစာရေးဆရာမောင်ညိုမိုင်းတန်လျင်ရဲ့စာအုပ်ကောင်းလေးတစ်ပုဒ်ကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါစီမျိုးနားထောင်ပေးကြပါဦးခင်ဗျာဒေါကောင်းကြီးဦး6တဲ့ရွာထဲသို့မူရေးဝင်လာပြီဆိုလျင်စပယ်ကြောင့်ဇရစ်ပင်ငပတ်ကြီးကျွဲကြီးချီယာရွာသားများစိုးရိမ်ထိတ်လန့်နေကြရ၏ဦး6တဲ့များအိမ်ရှိချောင်းဝမှာရက်ပြီးအိမ်ဝန်းအိမ်ဝိုင်းထဲကိုစိုက်ကြည့်နေလျင်တနည်းဝင်လာပြီးဟိုကြီးဒီကြီးလုံနေလျင်ရင်တုံပန်းတုံနှလုံးခုန်တန်ကမိုးတက်လေပြင်းကြတကဲ့သို့တော်၎င်းဝဲကြီးကြချောင်းရည်စီးတန်ကိုတော်၎င်းအတန်မျိုးစုံမြည်၍နေမရထိုင်မရဖြစ်ကြရလေ၏အမှန်ကဦး6တိ၏အမည်ရင်းသည်ဦးမှန်ကန်ဖြစ်လေ၏သူသည်ဤတတော်ကျူဝိုင်း၏အကြည်အမူတော်ကောင်းကြီးဖြစ်၏အထွေထွေအုပ်ချုပ်ရေးမူလည်းဖြစ်နေ၏တတော်လုံး၏တထုတ်လုပ်ရေးကိုအဓိကကြီးကြပ်ရ၏သူလက်အောက်မှာစင်စရေးစင်လုတ်သားတစ်လုတ်သားတောစင်းလုတ်သားတစ်မှတ်သူများရေစိတ်တာဝန်ခံများတစ်ဆွဲကျွဲလုတ်သားများမိခိုသူမိသားစုများစွာရှိကြ၏သူသည်တစ်ပင်များကိုကြည့်ရှုစစ်ဆေးရ၏တစ်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကိုစီမံကွပ်ကဲရ၏တစ်ပင်များမပြည့်စည်ရအောင်အလေးအလွင့်နေအောင်တစ်လုံးများကိုမတမာသူများခိုးဝက်အလွဲသုံးစားလုပ်ကင်ခြင်းမရှိရအောင်နေရောညပါဒါဝင်ယူဆောင်ရွက်ရ၏တစ်ဆွဲစင်များ၏ကျမ်းမာရေးမှသည်အလုသမားများမိခိုသူများအလုံး၏ကျမ်းမာရေးစီးပွားရေးတေးရေးရှင်ရေးလူမှုရေးစားတောက်ရေးကိုပါတာဝန်ယူရကဦးမှန်ကန်ခေါ်တောကောင်းကြီးဦး6တက်ကိုအားလုံးသောလှုပ်သားများရွာနီးပတ်ဝန်းကျင်မှာရွှေဓားပိုင်မင်းစိုးရာသာတို့ကဲ့သို့၎င်းမြို့တကြီးရွာသူကြီးကဲ့သို့၎င်းအမိန့်တော်ရပလိမ့်မင်းတရားသူကြီးမင်းကဲ့သို့၎င်းလေးစားကြ၏ကြောက်ရွံ့ကြ၏ယူသေးခန့်ညားကြလေ၏တတော်ကျူဝိုင်းဝန်းကျင်မှာမုတ်ဆိုးများရှိကြ၏မုတ်ဆိုးများသည်တက်တော်များအတွင်အမဲလိုက်လိုလျင်ဦး6တက်ကိုကြို၍ခွင့်ပန်ရ၏ခွင့်မပန်မဲတော်ဝင်ခဲ့သောမတင်ကားမှုနှင့်ဆွဲလေ၏အခက်မတင်လျင်ခွင့်ပြုချက်မရဘဲဓာမြစ်သားကောင်ပြစ်ခတ်တတ်မှတ်မှုနှင့်ကြီးစွာအရေးယူခံရ၏တက်လုပ်ငန်းကျူဝိုင်းကကျွန်းပြင်းကရုအင်းကညင်ပဒေါတစ်မွေးစသည့်တက်သားအဖိုးတန်တက်များကိုနေ့စဉ်ထုတ်လုပ်ရကတစ်ပင်များကိုအချို့လောဘသားများကတရားမဝင်ခိုးယူခုတ်လဲကြ၏ဦးမှန်ကန်မိသွားလျင်ပုံမှ6တက်ရေမျောတက်များကိုခိုးဆယ်ယူပြီးအိမ်မှာတုံးဆွဲခြင်းလွှတ်ထောင်ဆက်နှင့်ခွဲစိတ်ခြင်းကျင်းဖွဲ့လွှတ်တိုက်ဥခွဲခြင်းများမိသွားလျင်အဲ့ဒါ6တက်အိမ်ရှိမှာကျွန်းပြင်းကရိုတုံးများကိုတွေ့လျင်ဖမ်းပြီး6တက်တို့နှင့်ဦးမှန်ကန်အမည်ရင်းမှသည်ဦး6တဲ့ဟုအမည်တွင်ခဲ့လေသည်တရားမဝင်တစ်သုံးဆွဲသည်ကိုမြင်လျင်သွားလျာပါသည်တစိတ်တုံးနှင့်ထု၍အေးအေးယူရန်ဟုချက်ချင်းသတ်မှတ်လေ၏တို့ဖြစ်၍ရွာသူရွာသားတို့သည်ဒေါကောင်းကြီးဦး6တက်ကိုမြင်သောလွန်စွာကြောက်ရွံ့ထိတ်လန့်ကြ၏ပြောရလျင်သူတို့ရွာသားများသည်တရားမဝင်တစ်နှင့်မကင်ကြအချို့ကျွန်းပြင်းကရိုရေမြုပ်တုံးများကိုဖော်၍ဆဲ၍လွှာဝိုင်းတင်သုံးဆွဲကြသည်လည်းရှိအချို့မတမာသူများခွဲယူစိတ်ယူ၍လာရောက်ရောင်းချသည်များကိုလေးလဲတမန်ပြိဘောကများပြုလုပ်ရောင်းချအသက်မွေးဝမ်းကြောင်းပြုသည်လည်းရှိကြ၏အမှန်တိုင်းပြောရလျင်ဤရက်ဝင်းကျင်သည်တရားမဝင်တဲ့နှင့်ကင်းသူနေပါ၏တူတူတိတ်တိတ်လှုပ်ရ၏ဟိုကြောင့်ခိုးဝက်လှုပ်ကြရ၏လေအသက်များမြင်လျင်ဦး6တက်ကမေး၏ဒီတွေကဘယ်ကျွန်းသားနဲ့လှုပ်တာလဲကွာဝဲတက်ပါဆရာကြီးဘယ်ကဝဲတာတော့တခိုးတွေစီရမလားမဟုတ်ပါဘူးဆရာကြီးခမရမြို့အစိုးရဖွင့်တစ်ဆိုင်ကပါခမရဟုတ်ရဲ့လားမင်းတို့ငါ့ကိုညာလို့မရဘူးနော်ဒါနိုင်ငံပိုင်အဖို့တန်တဲ့ပုံမှန်ဘလောက်လဲသိလားသိပါတယ်ခမရ6တက်ပါခမရဒါဆိုပြောဘယ်သူလာအောင်သွားတဲ့တက်လေမြို့ဆိုင်ကပါဆရာကြီးခမရဖះစုမိုးချိုးပြပြစီရဲ့ဖះကမပွင့်သေးဘူးစူးဖို့ကြာအောင်မယ်
မိုးချိုကမိုးဦးကြလေအုံးမပြစ်မှာမင်းတို့တစ်ဆိုင်ကဝယ်တာမှန်ရင်အယောင်အဝယ်ပေါချာနဲ့တစ်တယ်ခွင့်မျိုးစာရှိသလားဗျာပေါချာနဲ့မျိုးစာရှိသလားလို့မေးနေတာရှိပါတယ်ခင်ဗျရှိရင်အခုသွားယူအဲ့ဒီလူများရှစ်လျင်ဒုက္ခကရောက်ရောအဲ့ဒါနောက်ဘောင်းချာကိုအမြန်ရှာကြတစ်တယ်ခွင့်မျိုးစာကိုအမြန်ရှာကြသားများချက်ချင်းကြောင်ကရန်ဖြစ်ကုန်ကြ၏ဘယ်နာမှထားလို့တော့ကုတုတ်ကြီးရဲ့ထရံမှာအရင်တုန်းကထိုးရတယ်လေဟာမြန်လောက်ပါရှားတာပဲတော့မတွေ့ဘူးနှစ်ထမိန်ဖာတဲ့ရောနေဦးအဲ့ဒါမိမလှုပ်သူကရင်တုံပန်းတုံနဲ့ထမိန်ဖာတဲ့ဘောက်ချာနဲ့မျိုးစာတေးပြေးရှင်ပြေးရှာရသည်ဟာတိန်နာမရကြားလားကြည်လားတွေ့ပြီလားမတွေ့ဘူးဒုက္ခပါပဲဟာနင့်သမီးမိချက်တော့ကိုမေးစမ်းတို့နဲ့ထမင်းချက်နေသည့်သမီးလှုပ်သူကိုတုတ်ကြီးမယားမပြားကြီးမေးရပြန်နိချက်တော့ရှင်းမေလေဆက်ဖို့မြို့တစ်ဆိုင်ကတစ်ဝဲတဲ့ပေါချရောမိမွေးလိုက်ပြီမေအမလီမြတ်စွာဘုရားကြေတော်မူပါဗျာတို့နဲ့ကိုတုတ်ကြီးခိုးကျွန်းတစ်ကိုတိနဲ့ဝဲသုံးနေဆိုပြီးဦး၆တိဤအရေးယူခြင်းကိုခံရ၏နောက်ဆုံးရွာလူကြီးများဆဲအိမ်ကောင်းများယာအိမ်ကောင်းများနဲ့ရွာမျက်နှာဖုံးများလိုက်လံမြစ်တာရက်ခံတက်တီခမ်းမှအချုပ်ထဲရောက်ရန်ထောင်နှန်းဆိုင်ရာမိကိန်းမှကန်ကြီးစွာလွတ်ခဲ့ရ၏ဆိုရလျင်တောကောင်းကြီးသည်ဒူတာဝင်ယူအုပ်ချုပ်ရသည့်တစ်တော်ကျိုးဝိုင်းမှတစ်ပင်တစ်လုံးများကိုအလေးအလွင့်နဲအောင်အမြဲကြည့်ဆိုင်၏မျက်ချီမပြတ်လဲလိုက်လံကြည့်ရှုထောက်လန်းလေးရှိ၏အချို့ကျွန်းတုံးဖြတ်တုံးများကိုနွားစာခွက်ကျွဲစာခွက်လှုပ်ကြ၏ဦး၆တဲ့မြင်သွားလျင်တိသွားလျင်ချက်ချင်းတရားမဝင်တစိတ်တုံးရ၍အရေးယူ၏ပြီးကျွန်းတဲ့ဤတံပိုးကြီးမဘုံကိုတစ်ပင်ပြိုးသည်မှစ၍အပင်ကြီးအောင်မိသားဆိုင်ပြုစုရသည်မှသည်တင်းသက်ချိန်ခုတ်လဲချိန်တောင်ကန်ချိန်ရေချချိန်ဈေးကွက်ရောက်ချိန်နိုင်ငံခြားတိုင်းပြည်များမှာဘလို့တန်မိုးရှိစွာသုံးကြပုံများကိုအရှိကြီးပညာပေးတရားဟောပြီးနောက်သူကိုယ်တိုင်အချုပ်ခန်းသို့ပို့လေ၏တို့ဖြစ်၍ရွာနီး6ဆက်ကရွာသူရွာသားတို့သည်တောကောင်းကြီးဦး6တဲ့ရွာထဲဝင်ပြီးဒေသစာရီတပည့်တပန်းများနှင့်လှည့်လာတာမြင်ရင်တုံကြလေ၏မျက်နှာချိုသွေးရ၏နေကောင်းလားပါပရိဒရာပြုရ၏အဘအိမ်ဝင်ရင်နွေးလေးသုံးဆောင်ပါအောင်ဒီလိုခီးဦးယူရ၏ဆရာကြီးမင်္ဂလာပါခမဟုဖော်ပြပေးရ၏ဦး6တက်ကမမူးလျင်ပြောရဆိုရအလွန်ကောင်း၏သူများမူးလာလျင်ရွာထဲကမတင်ကာသည့်အိမ်ကိုဝင်ရှာ၏နွားစာခွက်ကျွဲစာခွက်များကိုကြည်၏အိမ်တန်းကိုစစ်ဆေး၏လေတမန်ကိုစစ်ဆေး၏စပွဲကလထိုင်များကိုစစ်ဆေး၏ဆင့်ထုတ်ရောက်များကိုစစ်ဆေး၏တက်သားများတစ်လွင်လေလျင်မေးတော်ပြီမမှန်ကန်ကန်ဖြေနိုင်လျင်ဖြေမဖြေနိုင်လျင်တနွယ်ငင်တစင်ပါအချုပ်ထဲဝင်ပြီးရောဤတတော်ကျိုးဝိုင်းကြီးရဲ့အဝင်လမ်းမှာအထိကရဟုအမည်ပေးထားသောညောင်အိုပင်ကြီးတပင်ရှိလေ၏ဘာသူရွာသားတို့သည်တောဝင်၍တိဥတဖူစေဝါမြင့်ဝါစားပွဲများဝင်ရှာကြလျင်တရားဝင်သုံးဆွဲခွင့်ရဝါထင်းများခုတ်ကြလျင်တနည်းကြက်ငတ်သားကောင်ဝင်ရှာကြလျင်ဤညောင်ပင်အိုကြီးမှာဦးစွာဝင်၍စားဦးစားပြားလေးများအရင်ဆက်သားရ၏အဖိုးသားတော်သမီးတော်များတောဝင်ရမှာအစိတ်ရှိသောတတဝါဥကြိုရှိသောတတဝါအဆွဲရှိသောတာရင်သားရဲ့တတဝါများရဲ့ဘေးရန်နောက်ဆက်မှုများမှာကင်ဝေရန်ကာဝယ်ဆောက်ရှောက်ပေးတော်မူပါအဖိုးခမညာစားဦးစားပြားလေးများဆက်တာပါတယ်တော့မပြောက်တော့မမောက်ရအောင်လဲကြီးရှုဆောက်ရှောက်ပါအဖိုးခမညာဒီလိုမျိုးညောင်မင်းကြီးရှိရုပ်ကစိုးခေါ်နှက်ကြီးအားစားဦးစားပြားလေးများတင်မြောက်ပတာ၍တောဝင်ကြရ၏မူကောင်းများရ၏မြစ်ကောင်းများရ၏သားကောင်းများရ၏ခြေခင်းလက်ခင်းသာ၏မွေစိုးများနှင့်လွဲခဲ့ရ၏စင်ကြားတစ်ကြုံဝက်ဝွန်ခွေးအားတို့၏ရံမှကင်းဝေးကြ၏တာရင်သားရဲများနှင့်အကြောင်းအလင်းမသိ၍မတွေ့ကြရသည့်တိုင်တောနှင့်ရွာသူရွာသားတို့၏မိယိုဖလား
ရှေ့ဦးဆွဲတလိအရာဤတော့အဝင်မှာအဖိုးရုပ်ကစိုးကြီးစောက်လျှောက်သည်ဟုအယိုးဆွဲယူဆကြ၏လိုင်စင်ရမုတ်ဆိုးကြီးများလည်းဤတော့နှံ့ကြီးသို့ဝင်လျင်မုတ်ဆိုးတလိအရာဤအထိကရညောင်မင်းကြီးမှာပူဇော်ပတရန်ပြောဆို၍အမဲလိုက်ကြရ၏ကြည်စံနှင့်သားကောင်ရှောင်မလွတ်လို့တေကြရသည့်တိုင်ရွာကန်မုတ်ဆိုးများကအဖိုးကစားကွင်းစားကွက်ကြီးကြီးပြူပြူပေးသည်ဟုယေရှုများတင်ကြ၏ယေရှုရှင်ဖြင့်တတ်မှတ်ကြ၏တို့ဖြစ်၍ခနော်ခနဲ့ကပ်ရိုက်ထားသည့်တစ်သားစင်အဆွေးလေးနှင့်နှက်စင်မှာတပြေလဲရှိ၏ကျက်ဥအစိမ်းအကျက်လဲရှိ၏လက်ဖက်ပွဲရှိ၏ကွန်းရာရှိ၏ငပြောအုံသီးရှိ၏အမွေတိုင်းဖျောင်းနိုင်တို့ရှိ၏ရေချမ်းရှိ၏အသားဟင်းတုံးငါးဟင်းတုံးမှသည်ကစွန်းရွက်ကျော်ဝေးတော့ရွက်ဟင်းကျိုအထီးရှိ၏ရုပ်ကစိုးကြီးစားသည်မစားသည်ဘယ်သူမှမမြင်ကြတော်ကြီးကန်ကြီးများကငြိမ်ချက်စွာထိုးစိတ်စားကြသည်ကိုအများစုမြင်ကြလေ၏အောက်ပြိုကြသည်များကိုမှုတ်ဆိုးခွေးများရွာခွေးများသူ့ရဲ့ကြိုက်ခဲ၍စားကြသည်ကိုတွားလာလူအများနှိမ့်စဉ်မြင်ကြရလေ၏ညောင်အိုပင်ကြီးမှာရုပ်ကဆိုးအမည်သည်လည်းဦးမျက်နှာပြားကြီးဟုခေါ်ကြသည်ဦးမျက်နှာပြားကြီးသည်အင်္ဂလိပ်အစိုးရတစ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သောဘုံပေဘားမှတစ်လုပ်ငန်းများကောင်းစားစဉ်ကတောကောင်းကြီးဖြစ်သည်ဟုဆိုကြ၏ဒီနေ့စင်ရိုင်းနှင့်တူပြီးစင်နှင်းခံရကပြားချက်ကြီးမွားပြီးဝဲလွန်အနှိမ့်စာရောက်ခဲ့ရ၏ဒီသည့်နေရာကလည်းဤညောင်ပင်အောက်မှာဟုရှေးလူကြီးသူမှာအသက်60ကျော်တို့ကဆိုကြ၏ဦးမျက်နှာပြားကြီးသည်ယခုတောကောင်းကြီးဦး6တက်လို့မကြမ်းသူကိုရွာသူရွာသားတို့ကချစ်ကြတယ်လူကျင်နာလေးပြောပြီးခုတ်လျင်လဲအလွယ်တကူခွင့်ပြုသည်တဲ့လူပြိုကြီးဟုလဲဆိုသည်၏ဦးမျက်နှာပြားကြီးစင်စိုးနှင်း၍တည်ပြီးသောအခါဤညောင်ပင်ကြီးမှာမကျွတ်မလွတ်ဘဝနှင့်မိခိုပြီးဤတစ်တော်နှံကြီးနှင့်မိခိုလောက်ကင်စားတောက်သူများကိုစောက်ရှောက်တယ်လို့ဆိုကြ၏အိမ်မက်ပေးသည်တဲ့ငါလည်းကြည့်ရှုကြပါမင်းတို့လည်းငါစောက်ရှောက်ကြည့်ရှုမယ်ဆိုသည်တဲ့အဲ့ဒါအင်္ဂလိပ်အစိုးရဘုံမေဘားမကုမ္ပဏီလက်ထက်ကရာဇဝင်နောက်ခံအဲ့ဒီအချိန်ကစ၍ဤညောင်ပင်မှာဦးမျက်နှာပြားကြီးရုပ်ကဆိုးဘဝနတ်စိမ့်ဘဝနှင့်မီတင်းနေထိုင်စောက်ရှောက်သည်ဆိုကတောဝင်သူများရိုးသေးလေးစားတနာကျင်နာစွာဖြင့်စာဦးစားပြားလေးများလူဒန်းခဲ့ကြ၏လွတ်လပ်ရေးခေတ်တုန်းကဤညောင်ပင်မှာနှက်ကွန်းစင်လေးတစ်ခုရွာသူကြီးကလှုပ်ပေးခဲ့ပူ၏ဒေါ်စင်အုပ်နှင့်တွေ့၍မျက်စိနှောက်လို့လာမသိနှမောင်းနှင့်ကလော်သွားရာဒစစီပျက်စီးသွားခဲ့၏ဒီနောက်ပိုင်းမိသူများနှက်စင်လုံးမပေးခဲ့ကြလွတ်လပ်ရေးရပြီးနောက်ပိုင်းဤညောင်ပင်နေရာဝင်းကျင်သည်ရွာလေးဝင်းကျင်ဖြစ်လာ၏လူနေတောဆက်အနီးဖြစ်သွားခဲ့၏နှက်စင်သေးသေးလေးညောင်ပင်မှာကပ်ရိုက်ထား၏ကာလကြာတော့အမိုးပင်မရှိတော့တောကနှောက်ဆုတ်သွားခဲ့၏ဒါအစဉ်မြေးဆက်တို့သည်ရှေးရိုးအစဉ်လားရက်တလေးရွာတလေးတောတလေးအရာ၎င်းရုပ်ကဆူဦးမျက်နှာပြားကြီးကိုတောဝင်တိုင်းစားဦးစားပြားလေးများဆက်ကပ်လူတန်း၍ရုပ်ကဆူဦးမျက်နှာပြားကြီးစားရည်တောက်ရည်အခက်ခဲလုံးဝမရှိခဲ့တခုတော့ထူဆန်း၏တော့မဝင်တင်လျင်ရုပ်ကဆူကြီးဦးမျက်နှာပြားကြီးကတခုမဟုတ်တဟုနှမိတ်ကြိုပေးလေးရှိသည်ဟုဆို၏ဥပမာတွားကနီခလုတ်တိုက်လဲတာမျိုးတင်ငုတ်ဆူငုတ်ဆူတာမျိုးဦးကောင်းကိုကြီးကန်းစိတ်တာမျိုးမွေကြီးများရှေ့လန်းကနေကန့်လန့်တားနေတာမျိုးအဲ့ဒီလိုနှမိတ်ပြတတိပေးလျင်အချို့တော့မဝင်ကြတတိမမူမိ၍အရဲစွန်တော့ဝင်ကြလျင်တော့ပြောက်တာမျိုးမျက်စိလဲလမ်းရှာမရတာမျိုးဟင်းမျိုးကြီးခေါ်နှစ်ရွက်တူကြားနဲ့ကြုံရတာမျိုးငန်းမွေငန်းဆောင်ငန်းဖို့အလိုက်ခံရတာမျိုးတရေအချောက်ခံရတာမျိုးမကြာခဏကြုံပြီးတေးပြေးရှင်ပြေးဖြစ်ခဲ့ရသည်ဟုပြောစကားဆိုစကားများကိုတွေ့အဖြစ်ပြက်ဆန်းများရှိခဲ့သည်ဟုဆိုလေ၏ယခုမုတ်ဆိုးကိုချက်ကောင်းတို့မုတ်ဆိုးတစုကဦးမျက်နှာပြားကြီးမိတင်းနေထိုင်ရာတက်တန်းရင်ညောင်အိုပင်ကြီးမှာနှက်ကွန်းခိုင်ခန့်ကြာကြာနာနာတခုစုပေါင်းဆောက်လို့လူဒန်းကြလေ၏ကုသိုလ်ဒါနပြုခြင်းသည်လည်းအကြောင်းရှိ၏တနေ့သူမိတနတ်များဒူးလေလှမ်းများနှင့်အမဲလိုက်ရန်လာခဲ့ကြပြီးဦးမျက်နှာပြားကြီးညောင်ပင်မှာသားကောင်ကြီးများရရန်မြစ်တာရက်ခံကြ၏အဖိုးသားကောင်များများရအောင်ကူညီပါရခဲ့ရင်
အဖိုးကျေးဇူးမမေ့ပါဘူးခြေခင်းလက်ခင်းတာ၍အနေခင်းဘေးရှင်းအောင်လဲဆောက်ရှောက်ပါအဖိုးခမညာစားကောင်းတောက်ခွဲများပူဇော်ပြီးလက်နက်များထောင်၍ပါတာကြ၏အဲ့ဒီမှာသူမိတနက်ကအလိုလိုမိကိုထွက်လေ၏သူတို့လွန်စွာအံ့ဩပြီးဝမ်းလဲတာကုန်ကြ၏ကံကောင်းနေစွာထိုနေ့များကဒီတော့မှတောအုပ်ကြီးဦး၆တင်မြုပ်တက်၍အစီရင်ခံစာသွားတင်နေရကသူတို့မုတ်ဆိုးများကိုမီလာမြန်လာလှုပ်မိသူလည်းမရှိတောကကျဲပြီးနှက်လွန်းတော်လဲတစ်ကွက်လုပ်ငန်းနဲ့ဝေးရအရက်မှာအမဲလိုက်သည်မို့ဟိုဘက်ဒီဘက်တနက်တန်သိမ့်မကြရသူတို့ကနှစ်ပေါင်းများစွာအမဲလိုက်နေ၍တစ်တော်မှာတာဝန်ရှိသူလူတစ်များထက်တောပူကျွမ်း၍ခြေရာဖြောက်ကောင်း၏ထိုနေ့ကကိုချက်ကောင်းကိုမုတ်စိတ်နှင့်တကြီးသားကိုဗလာကြီးတို့အုပ်စုတောဝက်ကြီး၃កောင်စိုင်ဒီကြီးတစ်ကောင်နှင့်လရေမ2កောင်ရခဲ့ကတနေကုန်တည်ယူခဲ့ရ၏ကံကောင်းခြင်းတော့ဒဏ်ရာရပြီးလဲခဲ့ပုံရသည်စင်သည်ပုတ်တစ်ကောင်မှအဆွဲနှချောင်းလဲရခဲ့ရကအားလုံးကိုရောင်းချခွဲဝေယူလိုက်ကြသောအခါအားလုံးတလားစာမကဝင်ငွေများရရှိခဲ့ကြတော့၏သူနှင့်ကိုချက်ကောင်းတို့လူစုညောင်အိုပင်ကြီးမှာနှက်ကွန်းစင်တစ်ခုကိုကြကြနနခိုင်ခိုင်ခန့်ခန့်စောက်လုပ်ခဲ့ကြ၏ရွာလက်သမားဦးကြောက်ခဲကိုယ်တိုင်ရွှေပေါ်ကြကြနနထိုး၍တပြားအဟောင်းလေးများကိုမိုးပြီးစောက်လုပ်ခဲ့ရကနှက်ကွန်းစင်လေးသည်ပြောင်ပြောင်လက်လက်သားသားနာနာနှင့်ကြီးညိုခြင်းစရာလေးဖြစ်၏ယူရီးယားပန်းကအကျန်းလေးများပါကွတ်ပေးကွန့်ပေးလိုက်ရကနှက်ကွန်းစင်သည်လူတစ်ယောက်ဝင်အိတ်လဲထိုင်နေလို့ရအောင်တင့်တယ်ခံညာနေ၏အဲ့ဒီနှက်ကွန်းစင်မှာပန်းအိုး၃လုံးတင်၏ရေချမ်းအိုးတင်၏မပြောဘဲနှင့်ပြောဆိုအပ်၏တော်ဝင်သူတိုင်းသည်ရွာသူမအစမုတ်ဆိုးများအစုံတစ်လုတ်သားများအလဲနှက်ကွန်းစင်လေးကိုလွန်စွာသဘောကျနှစ်ချိုက်ပြီးစားဦးစားပြားလေးများလိုလိုလာလာလူဒန်းပတရသည်ကိုကျေနပ်ဝမ်းသာရှိကြလေ၏အပြန်မှာမောမောနှင့်နားနေလို့ရသည်ညောင်ပင်ရိတ်ကွန်းတာတာလေးဖြစ်လာခဲ့လေ၏တို့ဖြစ်၍တညသောအခါမှုတ်ဆိုးခေါင်းဆောင်ဖြစ်သူတကြီးသားကိုဗလာကြီးကိုရုပ်ကဆိုးကြီးကအိမ်မက်ပေးလေ၏ကိုဗလာကြီးအသက်100ခန့်ရှိပုံရသည်ရောင်တုံးနှင့်အဖိုးအိုတူကိုတွေ့ရ၏နှကမ်းမွေးဖြူဖြူများကပါဇက်ထဲမှကုတ်ဝင်နေ၏အဖိုးအိုသည်အင်ကြီးအဖြူနှင့်ဖြစ်ပြီးတောင်ဝိတ်တစ်ချောင်းကိုထောက်၍ရက်နေ၏အဖိုးဘသူတော့အဖိုးကိုကျွန်တော်တို့တခါမှမမြင်ဘူးပါလားမင်းငါ့ကိုမသိဘူးလားမသိဘူးအဖိုးဘယ်ဝါသားလဲခမငါရုပ်ကစိုးဦးမျက်နှာပြားကြီးပဲဗျာရုပ်ကစိုးဦးမျက်နှာပြားကြီးအေးကိုဗလာကြီးဝမ်းသာလွန်၍ဦးကုန်းချလိုက်၏အဖိုးဘာလို့ရှိလို့လဲကျွန်တော်တို့မှာပြောမဆိုမများရှိလို့လာခဲ့တာလားယင်အဖိုးမဟုတ်ပါဘူးသားရဲ့မင်းတို့ကိုကျေးဇူးတင်လို့ပါငါဒီညောင်ပင်မှာနေတာကြပြီခုလိုကြကြနနကွန်းစင်နဲ့စားကောင်းတောက်ပွဲနဲ့နေခွင့်မရခဲ့ဘူးခုမှမင်းတို့ကောင်းမှုနဲ့နေခွင့်ရတာအဲ့ဒါကျေးဇူးတင်လို့လာပြောတာရိုးရိုးတည်တည်ကောင်းကောင်းမွန်မွန်လှုပ်ကြကြကြအဖိုးမင်းတို့အားလုံးကိုလိုအပ်တယ်လို့စောင့်ရှောက်ကြည့်ရှုမဟဲ့ကြားလားဟုတ်ကဲ့အဖိုးအေးသွားမယ်ဟုတ်ကဲ့အဖိုးကိုဗလာကြီးအိမ်မက်ကနေလန့်နိုးခဲ့သည်အနီးမှာရောင်အိုပင်မှအဘိုးရုပ်ကစိုးကြီးမရှိညသည်မဟူရရောင်မှောင်ပိန်းနေ၏မိုးလင်းတော့ဒီအကြောင်းကိုတငယ်ချင်းမှုတ်ဆိုးကိုချက်ကောင်းတို့အားပြောပြလိုက်သောအခါအားလုံးဝမ်းသာအံ့ဩလို့မဆုံး၎င်းတဲ့ရွာထဲရက်ထဲမှာချက်ချင်းပြန်သွား၏အချို့ကကိုဗလာကြီးဖင်ကောင်းကျေတာဟုဆို၏သူတို့ကနှက်ကွန်းလှုပ်တာထင်ပေါ်ခြင်းလို့ဟုပြောကြ၏ယုံကြည်သူများကပို၍ယုံကြည်ကိုးစားကြ၏ယုံကြည်သူအချို့နှင့်တင်းတို့မှုတ်ဆိုးတိုက်အားကြည်မရသူများကချွန်တွန်းကဲ့ရဲ့လောင်ပြောင်အပုတ်ချကြ၏တနေ့သောအခါပြဿနာတက်လေ၏တောကောင်းကြီးမြို့မှပြန်ရောက်လာ၏မြို့ပေါ်မှာဆရာသမားလူကြီးသူကောင်းများနှင့်ဆက်ဆံနေရ၍သူလွတ်လပ်စွာမတောက်ခဲ့ရသူနှင့်တောစခန်းသို့ပြန်ရောက်သည်နှင့်မြို့မှပါလာသောအိုးဘရန်ဒီကိုဖွင့်ပြီးတပည့်သားများရှာဖွေချက်ပြုတ်ထားသည့်တောချက်သားရေပဲသားမြောက်ချီကအမီးများဖြင့်
အားရပါရတောက်တော်မူလေ၏တောက်ရည်ဝပြီးမူးရည်လေသောအခါမောင်တောင်းဗျားဆရာကြီးဘာစိရှိပါဆရာကြီးခင်ဗျတိမ်ဝင်အသင့်ပါဆရာကြီးလေးမောင်အမိတ်ရှိပါဆရာကြီးခင်ဗျရွာထဲကိုသွားမယ်ဘာသွားလို့မလို့လဲဆရာကြီးခင်ဗျဆရာကြီးခရီးပန်းလာတဲ့ဥစ္စာလျောင်းတော်မူပါခင်ဗျဖွေးရွာထဲမြောက်တာကြာပြီကွာဒါနဲ့အပြိုကြီးမှတ်ထွားစိန်ရောနေကောင်းရဲ့လားဟာဒီမှာမှုတ်ဆိုးကြီးလေးမောင်ကခြုံလေ၏ပင့်လေ၏ဆရာကြီးကိုမမစိန်ကမင်းနေတဗျဟေးဟုတ်လားဘလူအကို6တက်မြို့ကပြန်ရောက်ရင်လက်ဆောင်လေးဘာလေးပြဖို့မမေ့ပါနဲ့အောင်နဲ့ခင်ဗျဟာလားဟုတ်ကဲ့ခင်ဗျလူပြိုကျိုးကြီးခုတောကောင်းဦး6တက်သွားဖြဲ၍မြင်ရင်ရှက်ရည်ရေလိုက်တန်တာဖြစ်ပါသည်တပည့်တို့ခင်ဗျာသွားကြစို့ဟုတ်ကဲ့ဆရာကြီးအားလုံးနေရာမှထလိုက်ကြ၏တကြီးတိုင်းကိုကြီးကျော်နှောက်ဝင်သည့်စတိုင်ပြီးတော့တောကောင်းကြီးကလွယ်အိတ်ကိုတွန်ချလိုက်၏ဖဲအင်းကြီးစားတစနဲ့ဖဲထမိန်တစ်ထဲကြာလာ၏ဆရာကြီးဒါဘသူ့ကိုလဲစိတ်အတွက်လေးကွာမိုက်တယ်ဗျာကိုင်းကြွတော်မူပါဆရာကြီးခင်ဗျာတောကောင်းကြီးသည်သွားလျာပါသည့်တစိတ်တုံးမျိုးစုံနှင့်ဘဲကြီးကိုလွယ်၍ရှေ့ကထွက်၏မိုးဆိုးကြီးလေးမောင်ကပစိုးဒူးပေါ်နှင့်နှလုံးပြူတနက်ကိုပြောင်းမှကင်ထမ်း၍လျက်ပန်းလေးခွေနှဲ့တချင်းကိုဟစ်၏ရွာခွေးများကဟောင်ကြပူကြ၏စရေးကြီးတင်းဝင်းကပစိုးစားကိုကင်မှ၍က၏ဒီလိုနှင့်အပြိုကြီးမှတ်ထွားစိန်အိမ်ရှိသို့ရောက်လာ၏ရွာသားတို့ကတောကောင်းကြီးနှင့်အဖွဲရွာထဲဝင်လာ၍လန့်နေကြ၏အချို့ကတစ်တူတစ္ဆာတစ်လုံးများကိုဖွက်ကြဝတ်ကြ၏ထွားရီစိန်ရီဘသူလုံးတော့ကိုကြီးပါတစ်ပါအော်အကိုတစ်ပါလားကြွပါရှင်ကြွပါမြို့ကိုသွားတယ်ဆိုဟုတ်ပါစိန်အတွက်ဘာလဲဟော့ဒီမှာဖဲထမိန်ဖဲအင်းကြီးလှရလာရင်ကက်ကြည့်စမ်းပြောရင်ဖဲစားကိုယူပြီးလက်ရဲစက်ရဲအပြိုကြီးမှတ်ထွားစိန်ကိုပေါ်မှာကက်၍ကြည့်၏တပည့်တို့လိုက်ရလားဟေလိုက်ပါတယ်ဆရာကြီးပိုတော်နှုတ်သွားသလိုပဲခမရုပ်ရှင်မင်းသမီးတင်းမှုအတိုင်းပဲခမတိမ်ဝင်လေးမောင်နဲ့မြတ်မင်းဟန်အမည်ရှိအလကားရလျင်တီအောင်ချီးထွက်အောင်တောက်ကြသောတပည့်အကောင်းစားများကခြုံကြပင့်ကြသောလောကောင်းကြီးရောအပြိုကြီးမှတ်ထွားစိန်မှာနပြာကြီးအောက်သွားလွတ်တကဲ့သို့ပါဇက်ကြီးပြဲတရေများကြအာဘုတ်စောနန်းဟောင်းကရွှေသဘောတော်ကြနေ၏ဒီနောက်အပြိုကြီးမှတ်ကစင်းနေကြီးမှတ်ထွားစိန်ခြာကျွေးသည့်အာဓာလွတ်မီးဖုတ်များကိုစီစားနှင့်ပြောင်းတလင်းခါအောင်တို့စားမျိုးစုပြီးနောက်ရွာထဲသို့စစ်စေးရင်ဝင်လိုက်အောင်မြင်ဟုဂုံယူဝင့်ကြွားစကားပြောပြီးထားလိုက်လေ၏မိုးဆိုးကျော်ကြီးလေးမောင်ကဆရာသမားကြီးစားရှိမှထဲဝါစေရန်နှလုံးပြူတနက်ကိုကလစ်ခနမ်းမိအောင်မောင်းတင်ချိန်ပြီးခြံပေါဝ၌စောင့်စားနေလေသည်တို့နဲ့9ယောက်သားဟိုအိမ်ကိုမတင်ကားတလူကြည့်လိုက်ဒီအိမ်ကိုမတင်ကားတလူကြည့်လိုက်လို့ပြီးမေးလိုက်မြန်းလိုက်လို့လာခဲ့လိုက်ရာမကြခင်ညောင်အိုပင်နှစ်ကွန်းစင်ရှိသူရောက်လေ၏ဟာတင်ဝင်းရခမားဆရာကြီးညောင်ပင်အောက်ကဘာတုံးလဲဟာနှစ်ကွန်းစင်မှာဆရာကြီးငါအရင်ကဒါမမြင်ဘူးပါဘူးဟာစောက်တာနှစ်ပဲရှိသေးတယ်ဆရာကြီးခမဟေးဘယ်သူတွေစောက်တုံးဟာရွာသားတွေနေမှာပေါ့ဆရာကြီးရဲ့နေအောင်လောကောင်းကြီးဦး6တက်သည်သူ့ဝတီအတိုင်းဘယ်ကြီးကိုလွယ်ရင်မှနှစ်ကွန်းစင်ကြီးကိုတေးသေးချာချာလှည့်ပတ်ကြည့်ရှု၏အနီးကကြည့်၏တစ်သားများကိုကင်တွယ်ပွတ်တက်ကြည့်၏နမ်းကြည့်၏ပြီးတော့မျက်လုံးနှလုံးရဲ၍မိကြောများထောင်ထလာ၏တိမ်ဝင်ခမားဆရာကြီးဒါဘာတဲ့နဲ့စောက်တာလဲသိလားတောတဲ့နဲ့ပါဆရာကြီးမင်းမေကလာတောတဲ့ကတော့မင်းပြောမှလားနှုတ်ဆုကလေးတောင်တိတဲ့ဥစ္စာဒါဘာတဲ့လဲသိလားအမေရှိပါဆရာကြီးကျွန်းတဲ့ကွာကျွန်းတဲ့ဗျာဟုတ်ရဲ့လားဆရာကြီးအာမငါတောကောင်းလောက်လာတာငါမွေးစားသားတီဟာထိတ်တင်ပြောတော့မိမရနေငါလူညံ့ငတ်ချင်မဟုတ်ဘူးကြောမတက်ရင်ကျွန်းအကောင်းစားဗျာကြားတယ်ကွာတိကြရောပေါ့ကွာဒီမှာပဲ
တောကောင်းကြီးဥချောက်တဲ့သည်မူးကြောင်ယူကြောင်နဲ့လွယ်အိတ်ထဲမှတစ်တုံးကြီးကိုကောက်နိုင်ပြီးနှက်ကွန်းစင်ဤကပန်းသားများကိုဒုံနဲ့ထုတ်လိုက်၏အောင်လန်တော်အသားတစ်သိပ်သည်နှက်ကွန်းစင်ကပန်းမှာတုံခါ၍ဆွဲနှင့်ထင်သွားလေ၏သိမ့်ဝင်ခမားဆရာကြီးဒါကျွန်းသားတိတ်ရင်တရားမဝင်တစ်နဲ့စောက်ထားတာဒီကျွန်းတစ်ဘယ်ကရတယ်လဲခိုးတစ်လားဝဲတစ်လားမြေမြုပ်တုံးတစ်လားခုချက်ချင်းရွာထဲမှာတွားဆောင်စမ်းခိုးတစ်ရေမြုပ်တစ်ဆိုရင်တော့လားကွာခွေးမသားတခိုးတွေထောင်ကိုကြစီမဟိ6တက်ကွာထိုနေ့ညတကြီးသားကိုဗလာကြီးကိုညောင်အိုပင်ရုပ်ကစိုးကြီးကအိမ်မက်ပေးလေ၏အိမ်မက်ထဲမှာရုပ်ကစိုးကြီးသည်ချွေးတန်ရွှဲရွှဲနဲ့မောဟိုက်အရေးကြီးနေပုံရ၏ဗလာကြီးအဖိုးဘာဖြစ်လို့လဲငါ့ကိုကဲကြပါအောင်ကွာဘာဖြစ်လို့လဲအဖိုးရဲ့ပြောပါအောင်ခင်ဗျဘာလို့လဲဟိုတောကောင်ကြီးနဲ့အဖွဲငါနှက်ကွန်းကိုရောက်လာပြီးမင်းတို့စောက်ပေးခဲ့တဲ့နှက်ကွန်းတစ်ကိုကျွန်းတစ်တက်ရင်တရားမဝင်ခိုးတဲ့ဖြစ်နိုင်တယ်ဆိုပြီးတစိမ့်တုံးရိုက်သွားပြီးဖြတ်တော့မယ်အခုငါပါနှက်ကွန်းပေါ်မှာနေလို့မရတော့ဘူးကွာဘာအဖိုးဒါကျွန်တော်တို့ဝယ်တဲ့နဲ့စောက်တာခင်ဗျအဲ့ဒါဆိုလဲသွားပြီးတော့ရှင်းပြကြပါကွာအခုငါဘုံပြောင်းမလို့ဖြစ်နေပြီဗလာကြီးကတော့ကြမျက်စိနောက်ပြီးညောင်ဘက်မှာခုတ်ခိုင်းရင်ငါနေစရာမရှိဖြစ်နေပါမယ်ဗလာကြီးရဲ့ဖះထိုင်နေအကောင်းသားကွယ်မင်းတို့လှုပ်ပေးခါမှငါမှငကိုတစ်ပင်မှာအလဲခံရမလားမသိဘူးမြန်လှုပ်ပါဗလာကြီးနော်အဖိုးဟာဘာတော့ကွာအရေးတဲ့အဖိုးကတမိုးရှိရဲ့နှက်ဥစ္စာဘာလို့သူ့ကိုကြောက်နေရလဲဗျဟာမလုံနဲ့ငါနေရတာကသူ့အုပ်ချုပ်တဲ့တစ်တော်ဧရိယာမှာသူကအကြီးကဲဟာသူ့အမေကိုငါတို့နှက်စိမ့်အစီတရဲ့နာနာဘဝတွေကဆန့်ကျင်လို့မရဘူးဟာသူဟာမင်းကိုယ်စလဲဟာသူကသွားဆိုရင်ငါနေစရာမရှိဘူးကွာမိုးလင်းရင်အဖြစ်မှန်ကိုရှင်းပြပါကွာသူတို့ကြည့်ရတာနှက်ဆွင်ကိုဖျက်ပစ္စည်းတတ်တွေကရုံးတင်မဲ့ပုံဟာငါလိုရမမေ့ပါနဲ့ကွာနော်ရုပ်ကဆိုးကြီးဥမျက်နှာပြားကြီးသည်ဆိုရင်ထိတ်လန့်ဟန်ဖြင့်တရရီလွတ်ပြောပြီးပျောက်သွား၏မိုးလင်းသောအခါတက်တော်အမှုတန်းများရောက်လာပြီးကိုဗလာကြီးချက်ကောင်းနဲ့လေသမားဦးကြောက်ခဲတို့ကိုပါတက်တော်ဦးစီးရုံးသို့ရောက်ခဲ့ရလေ၏တောကောင်းကြီးကမေးလေ၏ဦးကြောက်ခဲခမားတောကောင်းမင်းဒီနတ်ကွန်းကိုခမားစောက်ပေးသလားဟုတ်ကဲ့ပါတောကောင်းမင်းဒီကျွန်းတက်သားတွေကိုဘယ်သူပေးတယ်လဲဟိုတကြီးသားဗလာကြီးနဲ့မှုတ်ဆိုးချက်ကောင်းတို့ပါခမားဗလာကြီးခမားတောကောင်းမင်းဒီတက်ကမင်းတို့ပေးတဲ့တက်ဆိုတာဟုတ်လားဟုတ်ကဲ့ခမားဟိုငါမေးတာပဲဖြေရှာမရှိနဲ့ဒီတက်ဘဲကရတယ်လဲခိုးတက်လားရင်မြုပ်ဖော်တက်လားပြောစမ်းဝဲတက်ပါခမားဝဲတက်လို့ပြောရအောင်မင်းတို့ဘာအထောက်ထားပြနိုင်တယ်လဲပြောလေဒီမှာပဲအပြေးလွားရောက်လာသည်ဗလာကြီးဖေတကြီးဆာရွက်အချို့ကင်ပြီးအပြေးလွားရောက်လာ၏တောကောင်းကြီးဘာတုံးတကြီးကျွန်တော်တားနဲ့တငယ်ချင်းကိုမဖမ်းပါနဲ့တောကောင်းကြီးဟာမဖမ်းလို့ရမလားဗျနိုင်ငံပိုင်တစ်ကိုလှုပ်ချင်တယ်လို့အလွဲသုံးစားလုပ်လို့ရလားဒါခိုးတစ်ဖော်တစ်မြုပ်တစ်မဟုတ်ပါဘူးတောကောင်းကြီးရဲ့ဒီမှာပါခင်ဗျာဝဲတစ်ပေါင်ချာနဲ့မျောစာပါဒါကျွန်တော်တမန်ဆောက်ဖို့ပြုတ်တစ်ဆိုင်ကဝဲတဲ့ဘောက်ချာနဲ့မျောစာပါဒါကလိုတဲ့တစ်တို့တစ္ဆာလေးနဲ့နှက်ကွန်းစင်ကိုထောက်ရတာပါခင်ဗျတောကောင်ကြီးကဘောက်ချာများကိုတေးသေးချာချာစစ်ဆေးပြီးမျောစာနှိပ်ဆွဲကိုပါစစ်ဆေး၏ဒါအမှန်ကန်မဲနော်ဖျားစုမိုးရွတ်ပြစ်မွေကြိုက်ကြားကြိုက်ရပါစီရဲ့တောကောင်ကြီးခင်ဗျာဒါဆိုကျုပ်ဆန္ဒဆောပြီးမှားသွားတယ်ဗျာ sorry တကြီးမနေ့ကများသွားလို့ဗျာကိုင်ပြန်ကြကျုပ်ကယူသားပြီးတစ္ဆာရှိမှကြိုက်တာဗျာကိုင်သွားကြတော့ဒီမှာကိုဗလာကြီးကယူကျူးသောမျက်နှာနဲ့တောကောင်းကြီးခင်ဗျာဘာတော့ကွာဟိုတင်းခင်ဗျာဘာထင်းတော့မိသေးပုတ်ဖို့ထင်းလားမဟုတ်ပါဘူးခင်ဗျာဟိုတင်းလေဟိုနှက်ကွန်းစင်မှာတောကောင်းကြီးအေးအေးယူရန်ဆိုပြီးတစရိုက်ခဲ့တယ်မဟုတ်လားဗျအေးလေကွာဆန္ဒဆောသွားလို့ပါကွာအဲ့တစိတ်လေးတောကောင်းကြီးပြန်ဖြတ်အမိတ်ချပေးပါလားခင်ဗျဟာဘာဖြစ်လို့လဲကွာကိစ္စပြီးဟုတ်စားဒီလိုပါခင်ဗျညတုန်းကရောင်မင်းအိုနှက်ကွန်းစင်ဆောင်ကျုပ်ကစိုးကြီးကကျွန်တော်ကိုအိမ်မက်ပေးတယ်ဗျဘလို့ပေးတော့ဟာဗလာကြီးသူဒီနှက်ကွန်းစင်အသက်မှာနေလို့မရဘူးတဲ့တောကောင်းကြီးကဒီနှက်ကွန်းစင်တစ်ကိုဖြတ်သိမ်းရန်ဆိုပြီးတောကောင်းကြီးအမိတ်အာနာဇက်နဲ့အမိတ်ချတစိတ်ရိုက်လို့တဲ့ဗျဟေးဒါ
တော်ကောင်းကြီးကိုယ်တိုင်အဲ့ဒီတစိမ့်ကိုအမိတ်အာဏာနဲ့ပြဖြတ်ပြီးမှသူနေလို့ရပါမယ်လို့ငိုကြီးချက်မနဲ့လာမေတ္တာရက်ခံလို့ပါတော်ကောင်းကြီးခင်ဗျာဒါကြောင့်တော်ကောင်းကြီးကိုယ်တိုင်အမိတ်တို့ပြဖြတ်ပြီးခွင့်ပြုပါခင်ဗျာဟုတ်ရဲ့လားဗလာကြီးဟာမဟုတ်ပါတော်ကောင်းကြီးခင်ဗျာငါတော့မယုံနိုင်တော့အောင်ပဲလားကွာဒီမှာတက်ကြီးစင်လို့သားအဖိုးတို့ကမယုံမရှိပါနဲ့တော်ကောင်းကြီးခင်ဗျာတော်ကောင်းမင်းကဒီတစ်တော်ကိုမင်းမေအရာအုပ်ချုပ်ရသူအကြီးအကဲပါတော်ကောင်းကြီးကသာဘယ်နာနာဘဝရုပ်ကဆိုးနှက်ဆိုးမှဒီတော့မှမနေရလို့အမိတ်ပြန်ရင်တော့ဘလို့တစီတရေနာနာဘဝမှာနေလို့နေခွင့်မရပါဘူးခင်ဗျာဘာပဲဖြစ်ဖြစ်နားလည်မှုထားပြီးပယ်ဖြတ်ခွင့်ပြုမိတ်ပြန်ပေးလိုက်ပါတော်ကောင်းကြီးခင်ဗျာဒီလိုလားဟုတ်ပါတယ်ခင်ဗျာဒါဆိုငါကတဲဟုတ်တဲ့ငါပါလားနောက်ဆုံးတော့တော်ကောင်းကြီးကိုယ်တိုင်တွားရောက်ပြီးတစိမ့်ကိုပယ်ဖြတ်ပြီးအမိတ်ပြန်ပေးလိုက်၏ဒီနေရာဝင်းကျင်မှာရွာသူရွာသားအလုသမားများနဲ့တစ်ဆွဲစဉ်ကျွဲများကိုကောင်းမွန်စွာစောက်ရှောက်မယ်ဆိုရင်6လားလန်လားလှုပ်လို့ကတော့ကျွန်ုပ်တောကောင်မင်းကအများအကျိုးအတွက်လုံးဝတီးခံလိမ့်မည်မဟုတ်ဒီလိုအမိတ်ပြန်လိုက်မှကျုပ်ကဆိုးကြီးကရွာသားတို့ကိုအိမ်မက်ပေး၏ရွာသားအချို့အပြောကကျုပ်ကဆိုးကြီးကပြောတယ်ခမတောကောင်ကြီးသဘောကောင်းလို့သဘောထားကြီးလို့သူတို့ဒီနေရာဝင်းကျင်မှာဘုံမိမ့်မှန်အဖြစ်လှုပ်ပြီးနေခွင့်ရတာပါကျေးဇူးလဲတင်ပါတယ်အမြဲတမ်းလဲဆောက်ရှောက်ပါမယ်တောကောင်ကြီးတို့ရောရွာသူရွာသားများရောကျမ်းမာချမ်းသာကြပါစေလို့အိမ်မက်ပေးသွားကြောင်းဟူသောစကားတို့သည်ပျော်ရွှင်ကြည်နူးပွေပြန့်နှံ့၍သွားခဲ့လေသည်ဤစာအုပ်ကလွန်ခဲ့သောနှစ်တန်ကြာကအမှန်တကယ်ဖြစ်ခဲ့သောတောကောင်ကြီးတဦး၏ဘဝဇာတ်လမ်းကိုပြန်လည်ရေးဖွဲ့ထားပါသည်အဆုံးထိလိုက်ပါစီမျောနားဆင်အားပေးမှုအားကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ